ဒီတစ်ခါတော့အမျိုးတို့အတွက် image lookup function လေးအကြောင်းကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီ image lookup function ဆိုရင်ကျွန်တော်ရေးရပြခဲ့သလိုပဲ data တွေကိုlookup လုပ်ရုံနိုင်မကပဲနဲ့ဒီဓာတ်ပုံတွေကိုပါ lookup ပေါ့နော်ရှာလို့ရနိုင်ပြီပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းလေးကိုတစ်ချက်တင်ပြပေးကြည့်ပါမယ်လိုက်လုပ်ကြည့်ကြပါOkay so ပထမဆုံးကဒီမှာကျွန်တော် fruit database လေးကိုကျွန်တော်ဒီလိုအသီးအနှံနဲ့ပတ်သက်တဲ့ဟာလေးကိုကျွန်တော် database လေးစောက်ထားတယ်ပုံတွေကိုတော့ကျွန်တော် internet ကနေရှာပြီးတော့ဒီမှာဒီညာဘက် column မှာထားတယ်ဗောနော်ဘယ်ဘက် column မှာအသီးညာဘက် column မှာပုံလေးတွေထားတယ်ဆိုတော့ကျွန်တော်လိုချင်တဲ့အသီးကိုဒီမှာခြာရေးလိုက်တယ်ခြာရေးလိုက်ပြီးတော့ဒီမှာ formula လေးရေးပြလိုက်တာနဲ့ကျွန်တော်လိုချင်တဲ့အသီးတွေကautomatic ပေါ်လာတယ်ဗောနော်Okay ကျွန်တော်စမ်းကြည့်အောင် formula ပြန်ဖြတ်လိုက်ပါမယ်ကျွန်တော် vlookup လေးကျွန်တော် vlookup ပေါ့နော် vertical lookup ကျွန်တော်ရှာလိုက်မယ်ကျွန်တော်ရှာချင်နေတော့အသီးဒီဆိုတော့ဒီမှာရှိတဲ့ဒီအကွက်မှာပေါ့နော်အရင်ကတ်နေတယ်ကျွန်တော်ဒီမှာရေးလိုက်ပါမယ် formula နောက်မှာရှိလိုက်ရွှေ့လိုက်ပါမယ် vlookup ဆိုတော့ကျွန်တော်ရှာချင်တော့အသီးဒီမှာရှိတယ်အဲ့ဒီအသီးကိုရှာချင်တာဘယ်မှာရှာချင်လဲဆိုတော့ဒီ table ပေါ့နော်ကျွန်တော်ဒီကောက် data ပြီးကို table လေးစောက်ထားလိုက်ပါတယ်enter ခောက်လိုက်တယ်နောက်ပြီးတော့ rate ကျွန်တော်ရှာချင်တော့ rate ဒီ1 2မှာရှိတယ်ပေါ့နော် column 1 column 2 column number 2မှာရှိတဲ့အတွက်ကျွန်တော်2လို့ပြလိုက်မယ်နောက်ပြီးတော့ rate သူ့ရဲ့ဒီ rate lookup ဒီကျွန်တော် exact match ပေါ့နော် approximate ကိုကျွန်တော်မလို့ချင်ဘူး exact အတိအကျကိုကျွန်တော်လိုချင်တဲ့အခါကျတော့ falc force ဆိုပြီးတော့ရိုက်ချလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်လိုချင်တဲ့ဒီအသီးဒီရပါပြီ formula ကိုပြန်ရွှေ့ပြလိုက်ပါမယ်ဒီ okay လက်လေးထားပြလိုက်မယ် okay ဒီမှာမိတ်ဆွေတို့မြင်ကြရလားမသိဘူးเนาะဒီ formula က table 3လို့ပြောတယ်ဒီ table ကိုလည်းကျွန်တော်နာမည်ပြောင်းလို့ရပါတယ်ဘယ်လိုနာမည်လှပလေးဖြစ်စေချင်ဒီ table ကိုသွားပြီး table design ကိုကျွန်တော်သွားမယ်ပြီးရင်ဒီမှာ fruit လို့ပြီးလိုက်ရုံပါပဲ fruits ပဲထားပါနော်ဒါဆိုရင်ကျွန်တော်ရဲ့ဒီ formula ဒီလည်းခုနကတော့မျိုးကိုကမဟုတ်တော့ဘဲနဲ့ vlookup ဒီမှာ fruit ဆိုတဲ့ table ကိုသွားကြည့်မယ်ပြီးအဖြေကိုဖော်ထုတ်ပြင်မှာပဲဖြစ်ပါတယ်နော် okay ဒါဆိုရင်ရိုးရှင်းပါလေရိုးရှင်းလေပါပဲကျွန်တော်နောက်အသီးတစ်ခုလိုချင်တယ်ဆိုရင်လည်း okay ဒီမှာ jackfruit apple apple လို့နှိပ်လိုက်တာနဲ့ဒီမှာ apple ဖြစ်သွားတယ်ပေါ့နော်အကယ်၍ကိုကမလို့တဲ့ခဏအဲ့လိုမျိုးမရိုက်ချင်ဘူးရိုက်ရင် data တွေပါအမှားယွင်းဖြစ်မှာဆိုလို့စိတ်ပူတယ်ဆိုရင်ကျွန်တော်ဒီကောက်ကိုdata လေးနဲ့လမ်းထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီ data ကိုဘယ်မှာတော့ထည့်မလဲဆိုရင် okay the condition formatting insert I got it insert no I think it should be in data table should be data come on that should be around here guy come on give me the information okay data validation ဆိုတဲ့ဟာလေးရှိတယ်ဗောနော်ဒီကျွန်တော် data query ထဲက data validation ထဲကနေကျွန်တော်သွားယူလို့ရတယ်ဗောနော်ခဏမြဲချင် list ကိုကျွန်တော်သွားယူမယ်အဲ့ဒီ list ဒီဘယ်မှာရှိလဲဆိုတော့ဒီမှာဗောနော်ဒီကနေဒီအထိထားလိုက်ပါဒီလိုဒါဒီသူ့ရဲ့ list ဖြစ်တယ်ဗောနော်အဲ့လိုပုံစံမျိုးယူလိုက်ချလိုက်တာနဲ့ဒီမှာ apple နောက်တစ်ခုကယူရမလို့ဒီမှာ lady finger ဆိုရင်လည်း lady finger orange ဆိုလည်းဒါ orange ဆိုပြီး automatic ပေါ့နော်အကယ်၍ဟိုဒီအကြောင်းသူကျောင်းသားတွေရဲ့ဓာတ်ပုံတွေဝန်ထမ်းတွေရဲ့ဓာတ်ပုံတွေဆိုလည်းထုံးနည်း၎င်းပါကျွန်တော်လုပ်လို့ရတယ်ပေါ့နော်ဒီလက်ကူပြောရိုးရှင်းတယ်ပေါ့နော်အားလုံးအဆင်ပြေကြပါစေ thank you ပါ